အမေဘာတော့အမေကျုပ်ဘလို့ဖြစ်နေအောင်ဆိုအမေဇက်ကလေးပါမကြည့်ရလား ဘယ်လိုပဲဖြစ်နေနေမျက်နှာရောင်းတာ ဟာမျက်နှာရောင်ပါဦးဘယ်မှမျက်နှာမရောင်ပါဦးကျုပ်ရင်နဲ့ဘလို့ဖြစ်နေအောင်ဆိုအမေမတိတာလား တော့ကမိတွေလောင်းတယ်တဘောလက်စွပ်ဝယ်ခိုင်းတာရတယ်အတွက်လွယ်ပါလို့ကွာ လက်စွပ်ခုမဝဲပေးပါနဲ့ကျုပ်ရင်နဲ့ဘာဖြစ်နေအောင်ဆိုအမေမတိရလား မရယူခြင်းနဲ့စိတ်လားပြော ဟိုကျုပ်တီတာဟိုအဆိုတော်လွှမ်းမှုလူဆိုးထားတဲ့ချင်းပြီးမှန်ချက်မကြံဘူး ပါတယ်တော့ပြောစမ်းငါမိတ်နေလို့အဲ့ဆိုအမေနဲ့ကျုပ်နဲ့တစ်ထက်ထဲကြမလားအမေငယ်ကနဲ့အခုကျုပ်ခံစားနေရတဲ့တစ်ထက်ထဲကြမလားတော့မသိဘူး ရတော့ပါဘူးပြောစမ်း ပြောကြည့်ပါမယ် ပြောစမ်း ဟိုတစ်ချင်းမေးပဲအချစ်ဆိုတာပူလောင်နေမိတော့ငယ်တခု အဲ့ဒါအမှန်ပဲ ဟုတ်တယ်အမေနော် ပူလောင်တာအမေလည်းအဖေကိုချစ်တော့ပူလောင်တာပဲလား ပူလောင်တာပေါ့ကွာတာသမီရောယောက်ျားရောအကုန်လုံးပဲဆိုလို့တာသမီလည်းအပြင်ထွက်သွားအိမ်မရောက်မချင်းအခုဝိုင်းဆိုင်ဆိုင်သွားတာအချိန်နဲ့ကာလတွေမပြန်နိုင်ရင်လာနေမြန်လဲဒီနေလားမသိဘူးအောက်မိမိတာ အမေစိုးရိမ်တာလား စိုးရိမ်မှုကြောင်းကြမှုတွေများနာ ကျုပ်ကိုစိုးရိမ်တာလားတာသမီတွေအကုန်လုံးကိုစိုးရိမ်နေလားကျုပ်တယောက်တည်းကွက်စိုးရိမ်တာလား ခကြီးထွက်တဲ့လူတွေရောတာသမီကတော့ရှိတယ်များဟာအကုန်ပဲငါမွေးထားတာရှိတယ်များ အဲ့အမေပြောတော့ဟိုးတုံးကပြောကြကိုယောက်ထက်ကိုကျုပ်ကိုချစ်ဆုံးဆို ချစ်လို့မင်းနဲ့အတူတူနေတာပေါ့ဒီလိုနဲ့ကြံတပြေးတဲ့ဆိုငါလွတ်ရကိုတွားပြီ ဟုတ်တယ်ဒိုးနဲ့အမေမနေနဲ့ကြံတပြေးတဲ့ဆိုငါလွတ်ရကိုတွားပြီဟဲ့ကမင်းကြောင့်မို့ငါအိမ်နေနာဟုတ် ဘဲတွားတွား အမေကြောလိန်လိန်မာနေရလေ လိန်နေမနေ wifi ငါတနေ့2000ခွဲဒါလောက်တော့အမေတော့ကလေးမုံဘိုးလောက်ရှိရအမေကလည်း ကလေးနေတာရဲ့နိုးမြတ်ကျွေးနေရတဲ့အတိုင်းပဲ ဟာအမေ wifi ကျွေးလေးပါလေရောမှတ်အောင် မှတ်တယ်အမေဟို1000ကျော်ရှိရဲ့အမေဟိုတနေ့ကျုပ်ကို500မပေးဘူးလေကျုပ် ငါပေးတာမင်းယူမလို့တာလေ ကျုပ်မသွားတာလေအမေဒီမဲ့ wifi ဆိုလို့အမေမတ်ချူတာကြောက်ကဖြစ်လို့တဲ့မနေ့ဖင်ကစီကန်းတဲ့ မနာနိုင်ဘူးလေဒီဟိုဟာရွှေ90မျိုး90ဖြစ်အနာဘာနာနိုင်လဲတော့ တနာပါတယ်အမေရဲ့ မျိုးလိုက်ရိုးလိုက်ဖြစ်တဲ့ကြောက်က နော် တယောက်မှလည်းအကောင်းမရှိ ဖကန်လည်းမဟုတ်မိုးကုတ်လည်းမဟုတ်နော်မေ ကိုပိုင်ရှင်ရွှေထွန်းလည်းမကြောက်ကွန်းလည်းမရှိ သူတို့မိသားစုကကြောက်ကိုထွက်နိုင်လို့နဲ့နော်မေ သူကဖက်ကန်ကြောက်တဲ့တန်ကြီးရှိတယ်မော ဖကန်ကြောက်တဲ့တန်ကြီးရှိပဲလား